မင်္ဂလာပါ KH Channel ကနေကြိုးဆိုပါတယ်ကျွန်တော်တို့တနေ့တာမှာအလုပ်တွေအရမ်းများနေပြီအရေးကြီးတဲ့အရာတွေကိုမေးလျော့နေတတ်ကြသလားဒီနေ့မှာတော့တင်းရဲ့အချိန်နဲ့ဘဝကိုဘယ်လိုအကျိုးရှိရှိစီမံခန့်ခွဲရမလဲဆိုတာကိုမျက်စိပွင့်သွားစေမယ်ဘဝဆိုတဲ့ဖန်ဦးကြီးပုံမြင်လေးကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတင်းဘဝရဲ့ကောက်တီးလုံးတွေကဘာတွေဖြစ်မလဲဆိုတာအတူတူစဉ်းစားကြည့်ရအောင်ဗျာတခါတော့ကတက္ကသိုလ်တစ်ခုမှာအတွေးခေါ်ပညာရပ်ကိုသင်ကြားပေးတဲ့ဆရာကြီးတူရှိခဲ့တယ်။ဒီနေ့မှာတော့သူဟာစာသင်ခန်းတွေကိုအထုပ်အပိုးအချိုးနဲ့ဝင်လာပြီးကျောင်းသားတွေကိုလက်တွေ့သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။ဆရာကြီးဟာစပွဲပေါ်ကိုဖန်အိုးအလွတ်အကြီးရှိတစ်လုံးတင်လိုက်တယ်။ပြီးတော့အိတ်ထဲကနေကောက်တီးလုံးတွေကိုထုတ်ပြီးအိုးထဲကိုအပြည့်ထည့်လိုက်ပါတယ်။အိုးထဲမှာပြည့်ပါပြီလားလို့ဆရာကြီးကမေးတဲ့အခါကျောင်းသားတွေကပြည့်သွားပါပြီလို့ဖြေကြတယ်။နံပါတ်1ကြောက်ခဲလေးများနဲ့သဲများဒါနဲ့ဆရာကြီးကနောက်ထပ်အိတ်တစ်လုံးလေးကကြောက်ခဲလေးတွေကိုထုတ်ပြီးအိုးထဲကိုထပ်ထည့်လိုက်တယ်။ကြောက်ခဲလေးတွေကကောက်တီးလုံးတွေကြားကဟားကွက်တွေထဲကိုစီးဝင်သွားလာပေါ့။အခုတော့ပြည့်ပြီလားလို့ထင်ပြီးတော့ကျောင်းသားတွေကဟုတ်ကဲ့ပြည့်ပါပြီလို့ထပ်ဖြေပြန်တယ်။နောက်တစ်ခါဆရာကြီးကသဲအိတ်ကိုထုတ်ပြီးအိုးထဲကိုလောင်းထည့်လိုက်ပြန်တယ်။သဲတွေကကျန်နေတဲ့နေရာလက်လေးတွေအကုန်လုံးကိုထက်ပြီးပြည့်သွားစေတယ်။ကျောင်းသားတွေကတော့အခုတော့တကယ်ကြီးပြည့်သွားပါပြီဆရာလို့ရေမောပြီးပြောကြတယ်။နောက်ဆုံးမှာတော့ဆရာကြီးကစပွဲအောက်ကကော်ဖီနှစ်ခွက်ကိုထုတ်ပြီးအိုးထဲကိုလောင်းထည့်လိုက်တဲ့အခါကော်ဖီတွေကဒဲတွေကြားထဲစိမ့်ဝင်သွားပြီးအိုးကြီးကတကယ်ကိုပြည့်လင်သွားပါတော့တယ်။နံပါတ်2ဘဝရဲ့သင်ခန်းစာဆရာကြီးကပြုံးပြီးဒီလိုရှင်းပြခဲ့တယ်။ဒီဖန်အိုးကြီးကမင်းတို့ရဲ့ဘဝပဲ။ကောက်တီးလုံးတွေဆိုလားမိသားစုကျမ်းမာရေးချစ်သူနဲ့ကိုတန်ဖိုးထားရတဲ့အရာတွေ။တခြားအရာတွေအကုန်ပျောက်ဆုံးသွားရင်တော့ဒါတွေရှိရင်မင်းတို့ဘဝကပြည့်စုံနေအောင်ပါ။ကြောက်ခဲလေးတွေဆိုတာတော့မင်းတို့ရဲ့အလုပ်ကောင်များအေးကားစားတဲ့အရာတွေဘဲဆိုတာကတော့တခြားအသေးဖွယ်ကိစ္စလေးတွေပေါ့ဆရာကြီးကဆက်ပြောတယ်အကိ၍မင်းတို့ကအိုးတဲ့ကိုဒဲတွေအရင်ထည့်လိုက်ရင်ဂေါက်တီးလုံးတွေနဲ့ကြောက်ခဲတွေအတွက်နေရာရှိတော့မှာမဟုတ်ဘူးဘဝမှာလည်းအသေးဖွယ်ကိစ္စတွေအတွက်ပဲအချိန်ကုန်နေရင်အရေးကြီးတဲ့အရာတွေအတွက်နေရာရှိတော့မှာမဟုတ်ဘူးကျောင်းသားတယောက်ကဒါဆိုကော်ဖီကတော့ဘာကိုဆိုလိုတာလဲဆရာလို့မေးလိုက်တယ်ဆရာကြီးကကောင်းလိုက်တယ်မေးကိုကော်ဖီကတော့မင်းဘဝမှာဘလောက်ပဲအလုပ်များနေပါစေမိတ်ဆွေတငယ်ချင်းတယောက်နဲ့ကော်ဖီအတူတောက်ဖို့အချိန်ဆိုတာအမြဲရှိပါတယ်ဆိုတာကိုပြတာပါလို့ပြန်ဖြေလိုက်ပါတော့တယ်သင်ခန်းစာ moral ဦးစားပေးမှုကိုမှန်ကန်ပါအရေးကြီးဆုံးအရာခေါက်တီလုံးများကိုအရင်လုပ်ပါကြံတဲ့အရာတွေကသူ့အလိုလိုနေရာယူသွားပါလိမ့်မယ်အသေးအဖွဲတွေမှာအချိန်မဖြုံးနဲ့ social media သုံးတာအသင်းပြောတာစတဲ့ဒဲလိုကိစ္စတွေနဲ့ဘဝကိုအရင်မဖြေလိုက်ပါနဲ့ဒီပုံမြင်လေးကလူမှုဘဝမှာအချိန်စီမံခန့်ခွဲမှုအတွက်အရန်ကောင်းတဲ့မိုးတက်တစ်ခုဖြစ်စေမှာပါ